တို့ခွန်လာမဲ31ရက်နေ့တောက်ကြနေမနေ့ခင်းပေါ့ဗျာနော်ကျုံမိတ်ဆွေများအားလုံးမင်္ဂလာပါဗျ channel တစ်ဖြစ်ပါတယ်ဗျာနော်ကျွန်တော်တို့အရင်ဆုံးအနေနဲ့ထိတ်အပိတ်ပေါ့ဗျာနော်အပိတ်အရင်သွားလိုက်မယ်ပေါ့အပိတ်သွားတဲ့နေရာမှာကျွန်တော်တို့ကဒီကမရဲ့တဲ့နှလုံးပေါင်းကြီး6ပေါ့နှလုံးပေါင်း6ကိုကျွန်တော်က6နှက်က3လုံး9လို့ဒီမှာထည့်တာပေါ့3လုံး9လို့ထည့်တယ်ပေါ့နှလုံးပေါင်း6ကြောင့်6နှက်က3လုံး9လို့ထည့်ခဲ့တာနှလုံးပေါင်း4ရှိတဲ့အတွက်5ပိတ်ပေါ့ဒါဆိုနောက်ဆက်မှာကနှလုံးပေါင်းချင်းကကျွန်တော်က4လို့ဖြစ်တယ်နှလုံးပေါင်း4ကြောင့်ပဲ4နှက်က3လုံးပေါင်းချင်းကကျွန်တော်က2လို့ဖြစ်တယ်လုံး4ကြောင့်4နှက်က3လုံး2လို့ဖြစ်ဖို့3ညပိတ်ပေါ့ဒါဆိုနောက်ဆက်မှာကနှလုံးပေါင်းချင်းက9နဲ့9နဲ့ပေါင်းချင်း2လို့ဖြစ်တယ်နှလုံးပေါင်းကြီး2ကြောင့်2နှက်က3လုံးပေါင်း4လို့ကျွန်တော်ထည့်ဖို့အတွက်ကျွန်တော်ကနှလုံးပေါင်း1လို့ရှိထားတဲ့အတွက်ကျွန်တော်ဒီမှာ3ပိတ်လို့ကျွန်တော်ဝင်ရမယ်ပေါ့ပိတ်နေနဲ့ဒါဆိုနောက်ဆက်မှာလဲ3လုံးပေါင်းချင်းကကျွန်တော်ကဖြစ်ထားတာဒီ3လုံးပေါင်းချင်းက8လို့ဖြစ်တယ်ပေါ့5ပိတ်နဲ့ပရိတ်နဲ့3လုံး8လို့ဖြစ်တာကိုနှလုံးပေါင်းချင်း8လို့ထည့်5ပိတ်နဲ့ပရိတ်3ညနဲ့3လုံးပေါင်းချင်း5ဖြစ်တာကိုအပိတ်နှလုံးပေါင်းချင်း5လို့ဖြစ်တယ်ပေါ့ဒါဆို3ည1ခွန်3လုံးပေါင်းချင်းက8လို့ဖြစ်ထားတာကိုနှလုံးပေါင်းချင်း8လို့ဖြစ်အောင်5ပိတ်ရှိတဲ့အတွက်ကျွန်တော်3ပိတ်ထည့်ပေးရမယ်ပေါ့ဒီချက်ပါလဲဒါဆိုဒီမှာပရိတ်3လို့ရက်ခဲ့တယ်ကျွန်တော်တို့ကပရိတ်3ဖြစ်ခဲ့တာကို3ပါဝါကို8လို့လည်းဖြစ်တယ်ပေါ့ပရိတ်3ညလို့ရက်ခဲ့တာကို3ညပါဝါကို9နဲ့3ညနဲ့5လို့ဖြစ်တယ်ပေါ့ဒါဆိုပရိတ်8လို့ရက်ခဲ့တဲ့အတွက်နှလုံးပေါင်းချင်း8ဖြစ်အောင်5ရှိတဲ့အတွက်3ပိတ်လို့လည်းဖြစ်တယ်ပေါ့တစ်ချက်ကဒါဆိုနောက်ဆက်မှာကနှလုံးပေါင်းချင်းက9လို့ဖြစ်တာတယ်9ပါဝါကို3လုံးပေါင်းချင်း3ညလို့ထည့်တယ်နှလုံးပေါင်းချင်းက6လို့ဖြစ်တာတယ်6ပါဝါ3လုံးပေါင်းချင်း1လို့ထည့်တယ်နှလုံးပေါင်းချင်းက8လို့ဖြစ်တဲ့အတွက်8ပါဝါ3လုံးပေါင်းချင်း3ဖြစ်အောင်နှလုံးပေါင်းချင်း3ညလို့ရှိထားတဲ့အတွက်3ပိတ်ပဲပေါ့ဒါဆိုနောက်ချက်အနေနဲ့ကနှလုံးပေါင်းချင်း4ကြောင့်4ပါဝါကို3ည4 5 9လို့ထည့်တယ်နှလုံးပေါင်းချင်း9ကြောင့်9ပါဝါကို1 3 3ည4လို့ထည့်တယ်ဒီမှာ3နဲ့3ညနဲ့ပေါင်းချင်းဒီနှလုံးပေါင်း3ညဖြစ်တဲ့အတွက် 3နဲ့3ညနဲ့ပေါင်းချင်းဒီနှလုံးပေါင်းချင်း3လို့ဖြစ်တဲ့အတွက်3ပါဝါ3လုံးပေါင်းချင်း8လို့ဖြစ်အောင်နှလုံးပေါင်းချင်းဒီ5လို့ရှိတဲ့အတွက်3ပိတ်ဒီမှာလည်းကျွန်တော်က3ပိတ်တွေ့တယ်ပေါ့ဗျာနော်ဒါဆိုကျွန်တော်က3ပိတ်တွေ့လမ်းကြောင်းမှာဗီဒီယိုတင်ရတဲ့အတွက်ကျွန်တော်အဓိကအချုပ်လေးလို့ပြောမှာပဲအဓိကအကြောင်းလေးပေါ့နော်ဒီဒီမှာလည်းသွားမယ်လမ်းကြောင်းကျွန်တော်ဆယ်ခွင့်မှုထည့်လမ်းကြောင်းပေါ့ဒါဗီဒီယိုတင်ရတဲ့အတွက်ကျွန်တော်အတူယုံပြောပြမှာဖြစ်ပါတယ်ပြီးတဲ့အခါမှာကျွန်တော်ကကနေမထွက်ခင်အချိန်ထိပေါ့ဗျာနော်ဆက်နိုင်ကနေမထွက်ခင်အချိန်ထိကတော့ကျွန်တော်တွေ့တဲ့ဟာကိုကျွန်တော်ပို့မှာတင်ပေးသွားမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်ကထိပ်စီကိုသွားတဲ့အခါမှာဒီမှာ3လုံးပေါင်းချင်း8ကိုကျွန်တော်ကနှလုံးပေါင်းချင်းက8လို့ဖြစ်လိုက်တာနဲ့8ရဲ့နှစ်ခက်ကိုပရိတ်3နဲ့8တိတ်နဲ့1လို့ထည့်ကျင်တာပေါ့3လုံးပေါင်းချင်း8ကိုနှလုံး8လို့ဖြစ်လိုက်တာနဲ့8နှစ်က3လုံး1လို့ထည့်တာ8တိတ်စီပေါ့ဒါဆို3လုံးပေါင်းချင်း9ကိုကျွန်တော်က9နဲ့3ညနှလုံးပေါင်း9လို့ဖြစ်လိုက်တာနဲ့9ရဲ့နှစ်ခက်ကိုပရိတ်3ညနဲ့3တိတ်စီနဲ့3ပေါ့ဒါ3လုံးပေါင်းချင်း9ကိုနှလုံး9ဖြစ်ပြီးတော့9နှစ်ခက်3လုံး3လို့ထည့်ခဲ့တာ3တိတ်စီပေါ့ဒါဆို3လုံးပေါင်းချင်း8ကိုကျွန်တော်တို့ကနှလုံး8လို့ဖြစ်လိုက်တာနဲ့8နှစ်ခက်ကိုပရိတ်8နဲ့ဒေစီနဲ့1လို့ဖြစ်မယ်ဆိုရင်ပရိတ်8ရှိတာဒီအတွက်1ဖြစ်အောင်ကျွန်တော်က3ထိပ်စီလို့ထည့်ရမယ်ပေါ့ဒါဆိုကျွန်တော်3ထိပ်3ပိတ်လို့ဖြစ်တယ်လမ်းကြောင်း3လုံးပေါင်းချင်း8ကိုနှလုံး8ဖြစ်ပြီးတော့8နှစ်ခက်3လုံး1လို့ထည့်ခဲ့တယ်3လုံးပေါင်းချင်း9ကိုနှလုံးပေါင်း9ဖြစ်ပြီးတော့9နှစ်ခက်3လုံး3လို့ထည့်ခဲ့တယ်ဒါ3လုံးပေါင်းချင်း8ကိုလည်းနှလုံး8လို့ဖြစ်ပြီးမှ8နှစ်ခက်3လုံး1လို့ထည့်မယ်ဆိုရင်ပရိတ်8ရှိတဲ့အတွက်3ထိပ်စီပေါ့ဒါဆိုကျွန်တော်နောက်ဆက်အနေနဲ့ဒီမှာဖြစ်ခဲ့တဲ့ပရိတ်6နှလုံးပေါင်းချင်း6ကြောင့်6နှစ်က3လုံး9လို့ဖြစ်ခဲ့တာနှလုံးပေါင်းချင်း6ကြောင့်6နှစ်က3လုံး9လို့ဖြစ်လိုက်တာနဲ့ထ
ထိပ်စီးမှာ3လုံးပေါင်းချင်း9လို့ပြန်ထည့်တယ်ပေါ့နှလုံးပေါင်း6ကြောင့်6နှစ်က3လုံး9လို့ထည့်ပြီးတော့ထိပ်စီး3လုံးက9လို့ပြန်ထည့်တယ်ဒါဆိုနှလုံးပေါင်းချင်းက4ကြောင့်4နှစ်က3လုံး2လို့ဖြစ်ခဲ့တာနဲ့ထိပ်စီးမှာလည်း3လုံး2လို့ထိပ်စီးကိုထည့်ထားတယ်ပေါ့နှလုံးပေါင်းချင်း4ကြောင့်4နှစ်က3လုံး2လို့ထည့်ခဲ့တာနဲ့2ရဲ့နှစ်ခက်ကို3လုံးပေါင်းချင်း3လုံးပေါင်းချင်း2ကြောင့်3လုံး2လို့ထည့်ခဲ့တာပေါ့ဒါဆိုနှလုံးပေါင်းချင်း2ကြောင့်2နှစ်က3လုံး4လို့ဖြစ်လိုက်တာနဲ့ကျွန်တော်ကထိပ်စီးမှာ3လုံးပေါင်းချင်းကကျွန်တော်က4လို့ပြန်ထည့်ထားတာ3ထိပ်ပေါ့နှလုံးပေါင်းချင်း6ကြောင့်6နှစ်က3လုံး9လို့ဖြစ်ခဲ့တယ်ထိပ်စီးမှာလည်း3လုံး9လို့ထည့်တယ်85နှလုံးပေါင်းချင်း4ကြောင့်4နှစ်က3လုံး2လို့ဖြစ်ခဲ့တယ်ထိပ်စီးမှာလည်း3လုံး2လို့ဖြစ်တယ်30ပေါ့ဒါဆိုနှလုံးပေါင်းချင်း2ကြောင့်2နှစ်က3လုံး4လို့ဖြစ်ဖို့3ပေဝင်တဲ့အချိန်မှာဒီ3လုံးပေါင်းချင်း4ကြောင့်ထိပ်စီးမှာလည်း3လုံး4လို့ဖြစ်မယ်ဆိုရင်နှလုံးပေါင်း1ရှိတဲ့အတွက်3ထိပ်ပေါ့ဒါဆိုကျွန်တော်က3ထိပ်3ပေနဲ့3ဘူးဆိုတဲ့တစ်ခွက်ကောင်းတစ်ချက်ပေါ့နော်ဒါဗီဒီယိုတင်ရတဲ့အနေနဲ့ကျွန်တော်တို့အတူတုံးပြသခြင်းဖြစ်တယ်ပေါ့နော်ကျွန်တော်စနေကနေမထုတ်ခင်နော်အချိန်ထိကစားမယ်ကျွန်တော်အနီးကပ်မှာသူရှိတဲ့လမ်းကြောင်းလေးကိုတော့ကျွန်တော်ပို့တင်မှာဖြစ်ပါတယ်နော် channel တစ်ဖြစ်တဲ့ကျွန်တော်မိတ်ဆွေများက subscribe လေးနှိပ်ထားကြပါဗျာနော်ကျွန်တော် share ရမယ် share မှု share လေးကိုကူညီမယ် like တွေ subscribe တွေကျွန်တော်နှိပ်ထားမှာဗျာနော် notification ခေါင်းလေးနှိပ် notification bell လေးကိုလည်းနှိပ်ထားမှာဗျာနော်ကျွန်တော်လက်ရှိတင်တဲ့ခါမှာဗီဒီယိုတင်တဲ့ခါမှာတွေ့နိုင်မြင်နိုင်အောင်ဖြစ်ပါတယ်ဗျဒါဆိုကျွန်တော်မိတ်ဆွေများအားလုံးအပိနေ့မနေ့ပွဲမှာဝေတွေဝင်ကြပါသည်ဗျာနော်ရှုံးကြီးကြည့်ကြပါသည်အနိုင်လေးတွေပေါက်ကြပါသည်ပေါ့ဗျာနော်ဆွဲလေးလက်ရှိပြလို့ရတဲ့အချိန်စကွာလေးတင်းတင်းရှိတဲ့အချိန်ရရင်တော့ကျွန်တော်တို့လက်ရှိ live နဲ့ပြသမှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေများအားလုံးဝေတွေဝင်ကြပါသည်ဗျကံပေးလို့ရကြပါသည်ဗျာနော်